Hello Cafe Memory နဲ့ပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ်မှာတော့ New Zealand နဲ့ Australia ကအရန်လူနေတဲ့ coffee drink တစ်ခုကိုလုပ်ပြပေးပါမယ်။သူကတော့ flat white ဒါမှမဟုတ် mini latte ပေါ့လေ။လုပ်ပြပေးမယ်။သူရဲ့နောက်ခံ history အချင်းချုပ်လေးကိုကျွန်တော်ရှင်းပြပေးမယ်ပေါ့လေ။သူကိုတော့ဒီ1950 60ခုနှစ်တည်းမှာပေါ့လေဒုတိယကမ္ဘာစစ်ပြီးမှအီတလီကနေပြီးတော့ Australia ဘက်တို့ New Zealand ဘက်ကိုပြောင်းရွှေ့နေထိုင်တဲ့သူတွေအများများလာတယ်ပေါ့လေများလာပြီးတော့သူတို့နဲ့တပါထဲမှာအီတလီ espresso culture ပါလာတယ် coffee culture ပါလာတယ်ပြောရမှာပေါ့လေအဲ့ချိန်မှာဆိုရင်ဆိုင်တွေမှာစတင်ရောင်းချလာပြီးတော့ cappuccino တို့ latte တို့ရောင်းတယ်ဒါပေမဲ့ဒေတာခံနေရကြတော့နွားနို့အမောက်များတာကိုမကြိုက်ဘူးပေါ့လေအဲ့အတွက်ကြောင့်မလို့နွားနို့ကိုနည်းနည်းလေးရှော့ပြီးတော့စပြီးတော့ရောင်းချရာကနေပြီးတော့ပို့ပြီးတော့တွင်တွင်ကြဲကြဲဖြစ်လာတယ်ပြီးတော့အခုနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ third wave coffee လို့ပြောမယ် specialty coffee wave မှာဆိုရင်လေ flat white ကနိုင်ငံတိုင်းလို့နဲ့ specialty coffee ဆိုင်တိုင်းမှာလို့ဒီ flat white ရဲ့ menu ကမပါမဖြစ်ကိုပါနေရတဲ့အထိနေရာယူလာတယ်ဗောလေပြီးတော့တွေ့ဘူးကြပါလိမ့်မယ် coffee တစ်ခုဆိုရင်နာမည်ရကို flat white or flat white တောက်မလားဒါမှမဟုတ်ရင် flat white မဟုတ်ဘူးဆိုရင်ဒိုးလိုက်တော့ဗောလေအဲ့လောက်ထိတောင်ဖြစ်တဲ့ဆိုင်တွေတောင်ရှိတယ်ဗောလေဒါကဘယ်လောက်တောင်နေရာယူလာတုံးဆိုတာကိုကျွန်တော်ကပြောပြချင်တာပါဟုတ်ပြီသူ့ကိုတော့ပုံမှန်အားဖြင့်5 ounce တောင်မဟုတ်120 150မီလီခွက်လေးနဲ့ serve လုပ်ကြတယ်ဗောလေ mid phone ကကြတော့ပြောရမယ်ဆိုရင်လက်တီးထက်တောင် mid phone ကပို့ပြီးတော့ sticky ဖြစ်တယ်လက်တီးမှာဆိုရင်1 cm လောက် mid phone လေးရှိတယ်ဗောလေ flat white မှာကြတော့အဲ့လောက်မဟုတ်ဘဲနဲ့ mid phone က 0.5 လောက်ပဲရှိတယ်ပေါ့လေ cappuccino ဆိုလည်းသိလိမ့်မယ် cappuccino မစ်ဖုံးကကြတော့ထူထူနဲ့ဒီဖောင်းဖောင်းလေးရှိရပေါ့လေဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွန်တော် flat white လေးကိုဘယ်လိုလုပ်တုံးဆိုတာလေးကိုတစ်ချက်လုပ်ပြပေးမယ်တစ်ချက်ကြည့်ကြည့်အောင်ကျွန်တော်ကတော့ coffee ရတာပြင်းပြင်းလေးကြိုက်တဲ့အတွက်ကြောင့်မလို့ double shot လေးနဲ့လုပ်လိုက်မယ်သူကကြတော့30ကနေ60 ml ပေါ့လေ single shot တောင်မဟုတ် double shot သုံးလို့ရတယ်တချို့လူတွေကြတော့လည်း ristretto single shot တောင်မဟုတ် ristretto double shot နဲ့သုံးကြတယ်ပေါ့လေကျွန်တော်ကတော့ espresso အရသာပြင်းပြင်းလေးလိုချင်တဲ့အတွက်ကြောင့်မလို့ espresso double shot လေးနဲ့ပဲချလိုက်မှကြည့်လိုက်ပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့ကဒီ spout ထီကိုနွားနို့ရအောင်ထည့်တယ်ပေါ့လေထည့်ပြီးတော့ cappuccino တို့ latte တို့ထုတ်လိုက်မယ်ဆိုရင်အမြုပ်ကပုံမှန်အဖြစ်ကဒီလောက်ထိရောက်တယ်ပေါ့လေအခုတော့မကြည့်လိုက်ကျွန်တော်ကအမြုပ်ပွားဖားလေးပဲလိုချင်တဲ့အတွက်ကြောင့်မလို့အရင်မတက်လာဘူးသလားအမြုပ်ကဒီလောက်ဆိုရင်မြင်ရမယ်ပြီးတော့နွားနို့နဲ့ဖုန်းနဲ့ကတသားလေးဖြစ်နေတယ်ကြည့်လိုက်အဲ့ဆိုရင်လက်တေးအားလေးတော့ဆွဲကြည့်မယ်ပေါ့လေရမရတော့မသိဘူးလက်တေးအားကဒီ coffee မဖြောဖြစ်ဘူးဆိုရင်ကျွန်တော်တုံတုံမဆွဲဖြစ်နေဘူးဆိုတော့ပုံမှန်တိုင်းပါပဲဟာလေးပဲဆွဲလိုက်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ flat white ရပါပြီဟုတ်ပြီအဲ့ဒါဆိုရင်မြည်ကြည့်အောင်ပေါ့လေဖုံးကပလေးဆိုတော့တောက်တော့ကောင်းတယ်ဒီ espresso ရဲ့အရသာက cappuccino တို့ latte တို့တောက်ရင် espresso ရဲ့အရသာကြတော့ပြည့်သွားတယ်ပေါ့လေ smooth ဖြစ်လေးဖြစ်သွားတယ်ဒီကောင်ကြောင့်အဲ့လိုမဟုတ်သေးဘူးတောက်လိုက်တာနဲ့ဒီ espresso အခါတက်ကတိတိတခံစားရသေးတယ်တချို့လူတွေကတော့သူ့ကို1 to 2 range ချိုးတာမဟုတ်1 to 3 range ချိုးနဲ့ဖြော်ကြတယ်ပေါ့လေကျွန်တော်ကတော့1 to 3 range ချိုးလောက်နဲ့ဖြော်လိုက်အရင်လည်းမခါသွားသလို espresso ရဲ့အရသာလည်းမပြောက်သွားဘူးပေါ့လေဒါတော့ကျွန်တော်ကြိုက်တဲ့ပုံစံမျိုးပေါ့လေဟုတ်ပါပြီလောက်တော့ကြည့်ပါသူ့ရဲ့ဖြစ်လာတဲ့ပုံစံကလည်းခက်ဆန်းဆန်းဆိုတော့ပေါ့လေအဲကြောင့်မို့အကယ်၍များတောက်ဖြစ်ကြရင်ဒီ flat white ကိုကြိုက်မကြိုက်လေးကိုလည်း comment မှာဝင်ရောက်ပြီးတော့မျှဝေသွားပေးကြပါဦးဟုတ်ပါပြီအားလုံးပဲ peace ပါကျွန်တော်ကတော့တင်းအော်စီပါ
Aussie က train လိုက်လို့ပဲကျွန်တော်တို့ပြောပါတော့မယ် New Zealand မဟုတ် Tin Aussie